မင်္ဂလာပါဒီတစ်ခေါက်လေးမှာတော့ဒီတမိတ်ကလေးပြပေးပါမယ်เนาะတမိတ်ကလေးပါအပွင့်လေးကတော့စက်ကြပွင့်လေးတစ်ထည်ရယ်ဒါကြလက်ပွေပုံစံပွင့်လေးရယ်တပင်လေးတွေပေါ့เนาะဒါတော့စက်ကြပွင့်လေးကိုမှသူကငွေကြီးလေးတွေနဲ့တမိတ်လောက်အမိတ်ခတ်ထားတာပေါ့เนาะဘေးမှာလည်းပွင့်လေးပွင့်ကြွေသေးလေးပါပါတယ်အထဲမှာလည်းဒီလိုပွင့်ကြွေသေးပစ္စည်းလေးတွေပါတယ်เนาะရှင်းရှင်းလေးနဲ့လာတယ်မိတ်ကပ်ရောင်လေးပါသူကလေ Premier ပိုးလေးနဲ့ခတ်ထားတာဒါလေးတွေဆိုရှင်းရှင်းလေးနဲ့ချုပ်ရင်ကိုလာတယ်ပွဲတိုးပါတယ်เนาะဈေးနှုန်းလေးက8000ခွဲနဲ့ရောင်းပေးပါမယ်ဒါကြတော့ပန်းရောင်လေးပေါ့เนาะပန်းမိတ်ကပ်လေးအရန်ချစ်ဖို့ကောင်းတဲ့အရောင်လေး239လေးပါသူကအဲ့ဒါ Premier ပိုးဒါကြချီเนาะဒီထဲကြချီပါဒီလက်ဝေပုံစံလေးအမိတ်ကလေးခတ်ထားတာလေးကြတော့ဒါလေးကကြတော့ခြီသားလေးဖြစ်မယ်เนาะဒါကြတော့ဟိုခဲပြရောင်လေးပေါ့เนาะအရောင်လေးကခဲပြလေးပါရှင်းရှင်းလေးလာတယ်သူပဲခီအေးလေးဒီခဲပြလေးကတော့နံပါတ်က220ပါသူကတော့ပပလေးဝတ်လို့ကောင်းတာပေါ့เนาะအရောင်အေးလေးဝတ်ချင်တယ်ဆိုနှစ်ထည်လုံးကအရောင်ရင်းလေးတွေပါကြိုက်တဲ့လူရှိရင်8000ခွဲပါစီးလေးကမှာရအောင်ပြပါအောင်ရှင်